ကျောင်းတန်းထဲကိုကျောင်းသားတစ်တယောက်ဝင်လာတာကိုမြင်လိုက်ရတဲ့အခါကောင်မလေးတစ်ယောက်အံ့အားသင့်ပြီးစွန့်သွားခဲ့ပါတယ်။သူကတော့လွန်ခဲ့တဲ့3နှစ်ကသူမစကားစတင်အချစ်ဝင်ခံခဲ့မှုတဲ့ကောင်လေးဖြစ်နေလို့ပါပဲ။ဒါပေမဲ့အဲ့တုန်းကထူးခြားတဲ့အဖြစ်တစ်ခုမှမပေးပဲဒီအတိုင်းပျောက်ကွယ်သွားခဲ့သူပေါ့။ခုတော့သူပြန်ရောက်လာခဲ့ပါပြီ။ကောင်လေးကသူမဘေးနာကလွတ်နေတဲ့ခုံမှာဝင်ထိုင်ဖို့လုပ်ပေမဲ့သူမရဲ့ဘေးဘက်တငယ်ချင်းကချက်ချင်းဆိုသလိုအိမ်နဲ့ပိတ်ပြီးနေရာဦးလိုက်ပါတယ်။ဒါကိုမြင်တော့ကောင်မလေးလည်းတက်ပြင်းချရင်စိတ်အေးသွားရတာပေါ့။ကောင်လေးကတော့ဘာမှမပြောပဲပြုံးပြုံးလေးနဲ့နောက်တစ်ဖက်ကခုံမှာပဲဝင်ထိုင်လိုက်ပါတယ်။စာတင်ချိန်တစ်လျှောက်လုံးလည်းသူမစာဖတ်နေတာကိုပဲကောင်လေးကစိုက်ကြည့်နေခဲ့တာပါ။အတန်းပြီးတဲ့အခါစာတင်ခန်းအပြင်မှာကောင်လေးကစောင့်နေတာကိုတွေ့လိုက်ရလို့ကောင်မလေးနောက်တစ်ချိန်လန့်သွားခဲ့ရပါတယ်။ကောင်လေးကငါ့ကိုမသိတယ်လို့ဟန်ဆောင်နေတာလားလို့ပြောရှင်စွာမေးလိုက်ပေမဲ့ကောင်မလေးကတော့လွန်ခဲ့တဲ့3နှစ်ကအချစ်ဝင်ခံချက်ကြောင့်သူမကိုလာလောင်နေတာပါဆိုပြီးချက်ချင်းထွက်သွားခဲ့ပါတယ်။ဒါပေမဲ့ရေဆက်ဆိုတာရှောင်လွှဲလို့မရပါဘူး။သူတို့နှစ်ယောက်ဟာအိမ်ပြန်ဘတ်စကားပေါ်မှာပြန်ဆုံပြီးဘေးချင်းရှက်ထိုင်ခဲ့ကြရပြန်ပါတယ်။တိတ်ဆိတ်မှုတွေကြားထဲကနေကောင်လေးကနှစ်တောင်ကျသွားတာတော့မင်းငါ့ကိုမေးစရာမရှိတော့ဘူးလားလို့မေးလိုက်တဲ့အခါကောင်မလေးစိတ်လှုပ်ရှားပြီးရှက်သွားခဲ့ပါတယ်။ဒါနဲ့ပဲနောက်မှတိုင်မှာချက်ချင်းဆင်းသွားခဲ့ပေမဲ့ကောင်လေးကနောက်ကနေထက်ချက်မကွာလိုက်လာခဲ့ပါတယ်။ကောင်မလေးကစာအုပ်စတိုးဆိုင်ထဲဝင်ပြီးစတိုင်လိုဖုန်းလေးကိုကင်လိုက်တဲ့အချိန်သူမရဲ့ဘေးဘက်တငယ်ချင်းကလည်းအတူတူလာကင်လိုက်ပါတယ်။ကောင်မလေးကစိတ်ကောင်းရှိစွာနဲ့ပဲတငယ်ချင်းကိုဦးစားပေးပြီးလက်လွတ်လိုက်ပါတယ်။ဒါကိုကြည့်နေတဲ့ကောင်လေးကသူမရဲ့သဘောကောင်းမှုကိုသဘောကျသွားပြီးငါ့ကိုရောအဲ့လိုသဘောကောင်းပေးလို့မရဘူးလားလို့မေးလိုက်ပါတယ်။ကောင်မလေးကတော့ရှက်ရွံ့စွန်းနဲ့ပြေးထွက်သွားခဲ့ပြန်ပါပြီ။ဒါပေမဲ့နောက်တစ်နေ့မှာတော့စိတ်ပျက်စရာသတင်းတစ်ခုကြားလိုက်ရပါတယ်။လွန်ခဲ့တဲ့ရက်ကကောင်လေးနဲ့သူမရဲ့ဘေးဘက်တငယ်ချင်းတို့အတူတူကျောင်းကထွက်သွားတာကိုတွေ့ခဲ့ကြတယ်တဲ့။အိမ်ပြန်လမ်းမှာလည်းအဲ့ဒီနှစ်ယောက်လှုပ်ဝက်စကားပြောနေတာကိုတွေ့လိုက်ရလို့ကောင်မလေးချောင်းသားထောင်ဖို့လုပ်ခဲ့ပါတယ်။ဒါပေမဲ့မိသွားခဲ့ပြီးဒီအတိုင်းလမ်းကြုံလို့ပါဆိုပြီးရှောက်ပြောခဲ့ရတာပေါ့။အဲ့ဒီအချိန်မှာပဲတငယ်ချင်းမလေးကကောင်မလေးကိုစတိုင်လိုဖုန်းလေးလက်ဆောင်ပေးလိုက်ပြီးမင်းအရင်လိုချင်ခဲ့တာမို့လို့ပါလို့ပြောခဲ့ပါတယ်။လမ်းမှာကောင်လေးကနောက်ကနေတိတ်တဆိတ်ဆောက်ရှောက်ရင်းလိုက်ပို့ပေးခဲ့ပါတယ်။အိမ်ရောက်တော့ကောင်မလေးကအွန်လိုင်းတမာမိန်းကလေးအကောင့်တစ်ခုနဲ့စကားပြောရင်းတငယ်ချင်းတယောက်အကြောင်းမေးချင်လို့ပါလွန်ခဲ့တဲ့3နှစ်ကပျောက်သွားတဲ့ကောင်လေးတယောက်ရုတ်တရက်ပြန်ပေါ်လာရင်ဘာလို့လဲဟင်ဆိုပြီးလှုပ်ဝက်မေးလိုက်ပါတယ်။တစ်ဖက်ကသူမင်းကိုသဘောကျနေလို့ဖြစ်မှာပါလို့ပြန်ဖြေတော့ကောင်မလေးကမဖြစ်နိုင်တာလွန်ခဲ့တဲ့နှစ်တွေကမှငါ့ကိုညှင်းခဲ့တာကိုဆိုပြီးချက်ချင်းညှင်းလိုက်ပါတယ်။ငါ့ကိုဆိုတဲ့စကားလုံးပါသွားမှသူမအကြောင်းသူမပြန်ပြောမိမှန်သိသွားပြီးရှက်သွားခဲ့ရတာပေါ့။ဒါပေမဲ့သူမမသိခဲ့တာတခုကတော့အဲ့ဒီ online အကောင့်ပိုင်ရှင်ဟာတခြားသူမဟုတ်ပဲကောင်လေးကိုယ်တိုင်ဖြစ်နေခဲ့တာပါ။ကောင်လေးဟာအစားထဲကသူမရဲ့အကောင့်ကိုတီးထားခဲ့တာဖြစ်ပါတယ်။